alone မဖြစ်ဘူးဆိုတဲ့ဟာကို work ကိုအသုံးပြောလို့ရနော် your plan didn't work မင်းရဲ့အစီအစဉ်အလုံးမဖြစ်ဘူး your plan didn't work okay I told you it was not gonna work မင်းကိုအလုပ်ဖြစ်မှာမဟုတ်လို့ငါပြောတယ်လေ okay မင်းကိစ္စမဟုတ်ဘူးအဲ့ဟာကို not your business ကိုအသုံးပြောလို့ရနော် it's not your business don't be nosy အဲ့ဒါမင်းကိစ္စမဟုတ်မဆက်စုနဲ့ okay it's not your business don't be nosy အချိန်ဖြုံးတာပဲအဲ့ဟာကို a waste of time ကိုအသုံးပြောလို့ရနော် it's a waste of time don't do that again အဲ့ဒါအချိန်ဖြုံးတာပဲထပ်ပြီးတော့အဲ့ဟာကိုမလုပ်နဲ့ it's a waste of time don't do that again okay နှမျောစရာကြီးဆိုတဲ့ဟာကို what a waste ကိုအသုံးပြောလို့ရတယ်နော် what a waste why did you throw that away နှမျောစရာကြီးဘာလို့အဲ့ဟာကိုလွှင့်ပစ်တာလဲ what a waste why did you throw that away ကစေးမနေနဲ့ stingy she is so stingy she doesn't even eat out သူကအရင်ကမှကစေးနေတာအပြင်အောင်ထွက်မစားဘူး okay she is so stingy she doesn't even eat out let alone buy an expensive car okay စသဖြင့်ပြောလို့ရပါတယ်အခုလိုမျိုးသုံးနေရကိုယ့်အတွက်ထောက်ကူဖြစ်လာမည်ဖြစ်တဲ့ဆိုရင်ခုမှမရဆွေးတာပါနောက်ထပ် video တစ်လုံးမတော်အောင်လဲဒီ page ကို follow လုပ်ထားဖို့အမိန့်ပါနော် see you in the next video